လူလောကမှာလူတိုင်းဟာမွေးဖွားလာပြီးတော့မိဘအတွက်မဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမိဘကိုဒုက္ခပေးတဲ့သားသမီးတွေများတယ်မိဘကိုချမ်းသာဒုက္ခဖြစ်အောင်လုပ်နိုင်တဲ့သားသမီးကနည်းတယ်လို့ပြောအဲ့တော့မိဘကိုဒုက္ခပေးတဲ့သားသမီးဟာဘယ်လိုမှလူတော်လူကောင်းမဖြစ်ဘူးဒါကြောင့်မို့အ ਨੇ ဆုံးမိဘတွေကိုချမ်းသာဒုက္ခရအောင်မိဘတွေအတွက်မွေးဖွားလာတဲ့သားသမီးမျိုးလူတော်လူကောင်းလို့သတ်မှတ်တာပေါ့ဒါကြောင့်မို့ကိုယ့်ကိုလူတော်လူကောင်းဖြစ်ဖို့ရာအတွက်ဘာလို့ကိုဟာမိဘတွေရဲ့အတွက်ဖြစ်ရမိဘတွေချမ်းသာဖို့အတွက်မိဘတွေချမ်းသာဒုက္ခရဖို့အတွက်လှုပ်ဆောင်ပေးရအဲ့ဒီမှာမြတ်စွာဘုရားကသင်္ကာလဝါဒတုတ်ကြတော့မိဘတွေရဲ့အတွက်လှုပ်ဆောင်ရမယ့်အချက်ကလေးတွေကိုဖော်ပြထားတာရှိတယ်နော်ပတောနေပရိသမိမိဘတွေဆိုတာသားသမီးတွေအပေါ်မှာအင်မတန်မှကျေးဇူးကြီးတာမိဘတွေကသားသမီးတွေအပေါ်မှာကျေးဇူးကြီးတယ်ဆိုတာမြန်မာလူမျိုးတွေသိကြတယ်မြင့်မို့တောင်ဦးမကချူးတဲ့ဆိုတဲ့ငယ်စဉ်တောင်ကြီးကလေးဘဝသိလာတဲ့အသည့်တွေရမိဘရဲ့ကျေးဇူးဆိုတာတော့သိကြတယ်သို့တော့မိဘကသားသမီးတွေအပေါ်မှာကျေးဇူးလုပ်ခဲ့တယ်ကျေးဇူးပြုခဲ့တယ်ဆိုတာဘယ်အချက်တွေနဲ့ကျေးဇူးပြုခဲ့တယ်လဲအတူချုပ်ပြောပြစမ်းပါလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့အတိုင်းမှတ်သားဖို့လိုအပ်တယ်မိဘကသားသမီးကိုကျေးဇူးပြုတာအချက်၃ချက်ရှိတယ်ဘုရားဟောထားတဲ့ထဲမှာမိဘကသားသမီးကိုကျေးဇူးပြုခဲ့တာအချက်၃ချက်နံပါတ်၁ကဘာလဲဆိုရင်အာပါဒကဝမ်းတွင်းကစပြီးတော့တရေလွယ်တဲ့ကိုလလွယ်ထားတဲ့အချိန်ကစပြီးတော့စောင့်ရှောက်လာခဲ့တာဆိုလိုတာမမွေးခင်ကတည်းကစောင့်ရှောက်လာခဲ့တာအာပါဒကအကာအကွယ်တွေပေးတယ်စောင့်ရှောက်ခဲ့တယ်မွေးလာပြီးတဲ့နောက်မှာလည်းမက်ချင်စားသည်မကိုက်အောင်ကာကွယ်ပေးတယ်စောင့်ရှောက်တယ်အပူအေးမမိအောင်ကာကွယ်ပေးတယ်စောင့်ရှောက်ပေးတယ်အဲ့ဒီအာပါဒကစောင့်ရှောက်ပေးမှုဆိုတဲ့ကျေးဇူးဟာဒါနံပါတ်1တစ်ခုနံပါတ်2ကဘာတော့ဆိုပောတကမိဘတွေကကျွေးတယ်မွေးလာတဲ့အချိန်ကစပြီးတော့နိုးတိုက်တယ်အစာစားနိုင်တဲ့အချိန်ကစပြီးတော့ကျွေးလာတယ်တချို့မိဘတွေများသားသမီးအိုဒီထိအောင်ကျွေးသွားတာရှိတယ်အဲ့တော့သားသမီးကိုမိဘကကျွေးတယ်လူသားတွေမကဘူးတိရစ္ဆာန်တွေလည်းပဲတူတူပဲသူတို့သားသမီးလေးတွေကိုကျွေးတာပဲစောင့်ရှောက်တယ်ကျွေးမွေးတယ်ဒါမိဘတွေကသားသမီးတွေပေါ်မှာလှုပ်ခဲ့တဲ့ကျေးဇူးတွေပဲလောကလူသားတွေကပြောလို့ရှိကြတယ်ထမင်းလေးတနတ်ကျွေးရင်ရေလေးတစ်ခွက်တိုက်ရင်ကျေးဇူးတင်ပါတယ်လို့ပြောကြတယ်တကယ်ကျေးဇူးတင်လိုက်တာကမိဘပဲနောက်တစ်ခုကဘာလို့ဆိုဣမတ္တလောကတထတ္တိတာတော့ဒီလောကကြီးကိုစုံစည်းပေးတာသို့မဟုတ်ဒီလောကကြီးကိုမြင်ခွင့်ပေးတာဒီလောကကြီးနဲ့တွေ့ဆုံခွင့်ပေးတာတနည်းအားဖြင့်ဒီလောကကြီးကိုလာရောက်ခွင့်ပေးတာမိဘပဲအကယ်၍တချို့မိဘတွေကလာရောက်ခွင့်မပေးတာရှိတယ်လေလူဘဝလာခြင်းပဲလို့လာလို့ရခြင်းမှရတာကိုအဘောရှင်လုပ်ပြတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်လာလို့ရအဲ့တော့လူလောကဒီလူလောကကြီးကိုပြတယ်ဆိုတာလူလောကကြီးကိုလာခွင့်ပေးတာဘယ်သူလဲလို့ဆိုရင်မိဘပဲမိဘကလာခွင့်မပေးဘူးဆိုရင်ဘယ်သူမှလူလောကရောက်လာမှာမဟုတ်ဘူးအဲ့တော့မိဘရဲ့ကျေးဇူးဟာဒီ၃ခုလို့မြတ်စွာဘုရားဟောတာအာပါရကဆောင်းလျှောက်ခဲ့တယ်ပောဒကကျွေးမွေးတယ်ဣမတ္တလောကသဓာတိတာတော့ဒီလောကကြီးကိုပြတယ်ဒီလောကကြီးကိုလာခွင့်ပေးတယ်ဟောဒီကျေးဇူး၃ခုဟာဆက်လို့ကုန်နိုင်မလားလို့ဆိုစဉ်းစားကြည့်ရကိုကတုံ့ပြန်ပြီးတော့မိဘကိုဘာလုပ်လို့ရတော့ဆိုရင်မိဘကိုအိုမင်းမစွမ်းရှိလာတဲ့အခါမှာစောင့်ရှောက်လို့ရတယ်အာပါရကပြန်လုပ်လို့ရတယ်ပောဒကမိဘကိုကျွေးလို့ရတယ်
တိတတ်တဲ့သားသမီးတွေမိဘကိုကျွေးမွေးစောင့်ရှောက်ထားကြတယ်စောင့်ရှောက်တယ်ကျွေးမွေးတယ်ဒီနှစ်ခုကိုဆက်လို့ရဆက်လို့မရတာဘာလို့ဆိုဒီလောကကြီးကိုလာခွင့်ပေးတယ်ဆိုတာကြတော့ဘယ်သူမှဆက်လို့မရမိဘသာလဲလှုပ်လို့ရတာဘာလို့ဆိုကိုကမိဘရဲ့နောက်မှာကိုကမွေးတာဟုတ်အဲ့တော့ဒီလောကကြီးကိုလာခွင့်ပေးတာကိုကမိဘကသာပေးတာကိုကမိဘကိုဒီလောကကြီးထဲလာခွင့်ပေးတယ်လို့ပြောလို့မရဒါကြောင့်ဒါကိုယဉ်ညွန့်ပြီးတော့လည်းဖြစ်နိုင်တယ်မိဘခြေစုကောင်းဆက်လို့မရဘူးဆိုတာတခြားနည်းတွေနဲ့အာပါရကဘောဓကဆိုတာအတုံးလှဲ့လုပ်ပေးလို့ရတယ်သို့သောဣမတလောကတဓာတ်တိတာတော့ဒီလောကကြီးကိုပြတယ်ဆိုတာကြတော့ဒီဟာဘလုံးမပြန်ဆက်လို့မရမိဘဟာပထမဆုံးကိုယ်ပေါ်လုပ်ပေးတဲ့ပုဂ္ဂိုလ်သားလည်းဖြစ်တယ်ပေါ့အေးဒါကြောင့်မို့မြတ်စွာဘုရားကခြေအောင်ဆက်နိုင်တဲ့ဤတနည်းဆိုတာကိုဟောထားတာကတော့ဓမ္မနဲ့ဆက်မှခြေတယ်လို့ဒီလိုပြောတာဘာဖြစ်လို့လဲဆိုရင်မိဘကလောကကြီးကိုပြတယ်ကိုကဓမ္မကိုပြတယ်ဟောမိဘကြောင့်ကိုဟာလောကကြီးနဲ့ဆုံတွေ့ရတယ်ကိုယ့်ရဲ့ခြေဆုကြောင့်မိဘဟာဓမ္မသိရှိရတယ်တရားတရားမရှိသေးတဲ့မိဘတရားတရားရှိသွားမယ်စွန့်ကြဲမှုမရှိတဲ့မိဘနှမျောတွန့်တူနေတဲ့မိဘနှမျောတွန့်တူမှုကင်းပြီးတော့စွန့်ကြဲမှုရှိသွားနိုင်အောင်ကိုချင်းသီလမရှိသေးတဲ့မိဘကိုချင်းသီလရှိသွားတယ်အသိပညာနည်းနေတဲ့မိဘအကျင့်သီလအသိပညာတိုးပွားလာအောင်လုပ်ပြီးမယ်ဆိုလို့ရှိရင်တော့ဒါမိဘတွေမလုံနိုင်တာကိုလှုပ်သည့်အတွက်ကြောင့်ခြေစုခြေတယ်လို့ဒီလိုဟောတာနော်ဓမ္မနဲ့ဆိုင်ရင်ခြေတယ်ဆိုတာအဲ့ဒါပြောတယ်မိဘကလောကနဲ့ကိုယ်အကျိုးပြုထားပြီကိုကဓမ္မနဲ့ပြန်ဆက်မှမိဘရဲ့ခြေစုဒီအချက်ဟာခြေနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့မိဘပေါ်ကောင်းတယ်မိဘအတွက်ဖြစ်တယ်ဆိုတာဘယ်လိုနည်းနဲ့မိဘပေါ်မှာကောင်းမရအောင်လူလောကမှာမွေးဖွားလာပြီးတော့မိဘအတွက်ကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုကောင်းတာလဲဆိုတော့တို့ကျွေးမွေးဆောင်ရှောက်လာတဲ့မိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးမယ်ဒါလည်းအကောင်းပဲမိဘရဲ့ကိစ္စဝိစ္စတွေကိုဆောင်ရွက်လုပ်ကင်ပေးမယ်ဒါလည်းအကောင်းပဲမိမိတို့ရဲ့မိခင်မိဘဆွေမျိုးတွေရဲ့အမျိုးအနွယ်ကိုပျက်စီးမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ဒါလည်းမိဘတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဆောင်ရွက်ပေးတာမိဘတွေစီကရလာတဲ့မိဘတွေစုဆောင်းထားတဲ့အမွေတွေကိုစနစ်တကျလက်ခံပြီးတော့စီမံခန့်ခွဲတယ်ဒါလည်းမိဘတွေစိတ်ချမ်းသာဖို့ဒါမိဘအတွက်တနေ့ကျတော့လူဆိုတာဘလောက်ပဲပစ္စည်းဥစ္စာတွေစုထားနောက်ဆုံးကျတော့ထားခဲ့ရအဲ့ဒီထားခဲ့ရတဲ့ပစ္စည်းဥစ္စာတွေမိဘတွေကြတော့သားသမီးတွေအတွက်ထားခဲ့ရတယ်လို့သားသမီးတွေကစနစ်တကျဒီအမွေတွေကိုဆက်ခံပြီးတော့သုံးမယ်ဆိုရင်မိဘတွေဟာစိတ်နှလုံးအေးချမ်းဒါကြောင့်မို့အမွေကိုဆက်ခံတိုင်းအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တယ်